အားလုံးပဲမင်္ဂလာပါ Steven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ BNN နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ထပ်ပြီးပြပြပေးမှာဖြစ်ပါတယ်ဒီ BNN နိုင်ငံမှာဘယ်လိုအလုပ်ကိုင်နေရှိတယ်ဘယ်လိုမျိုးကျွန်တော်တို့ apply လုပ်လို့ရမလဲဆိုတဲ့အကြောင်းအရာတွေကိုပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ် BNN နိုင်ငံကတော့တစ်ချက်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘန်ကောက်တို့စင်ကာပူတို့မလေးရှားတို့ဒူဘိုင်းတို့လိုမျိုးတော့မဟုတ်ဘူးသူ့မှာကဘန်ကောက်တို့ဘာလိုမျိုးပြကျွန်တော်တို့ကဒီအပြင်အလောက်ကန်နေပေါ့ဗျာဟိုမှာပြကျွန်တော်တို့ hotel life တွေမှာလုံမာတွေတခြားဒီ South Outside တွေတခြားနယ်ပယ်မျိုးစုံပေါ့အဲ့ဒီမှာသွားလုပ်ဖို့တက်ကတော့ဒီမှာဘလို့မှအဆင်ပြေပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာ language barrier တော်တော်လေးအားနေတယ်ပေါ့နော် weak ဖြစ်တဲ့တကြောင်မို့ကျွန်တော်ဒီ language barrier တွေတော်တော်လေးဆိုးဖြစ်ပါတယ်သူတို့ဒီမှာဆိုရင်ကျွန်တော်တို့အခုအချင်းချင်းတော့မှကျွန်တော်အင်္ဂလိပ်လိုပြောလို့သိမ့်မရအောင်တော်တော်များအင်္ဂလိပ်လိုမတက်ကြအောင်မတက်ကြတော့ကျွန်တော်တို့တက်တဲ့လူကနဲတယ်ပေါ့နော်တက်တဲ့လူနဲဆိုရင်သူတို့တက်တာလည်းတစ်လုံးစားနှလုံးစားအဲ့လိုပဲတက်တယ်ပြီးရင်ကျွန်တော်တို့သူတို့နဲ့ communication လုပ်ရမှာဆိုရင်ကျွန်တော်ဘာသုံးနေရလဲဆိုလို့ရှိရင်အမြဲတမ်း Google Translate နဲ့သူတို့ကိုကျွန်တော်တို့စကားပြောဆိုသုံးလုံးရတယ်ပေါ့နော်နောက်တစ်ခုကဒီမှာကကျတော့ခုနကပြောသလိုမျိုးတခြားအလောက်ကန်တွေရှာဖို့တက်ကမလွယ်ပါဘူးမရှိပါဘူးသူတို့နိုင်ငံသားကိုပဲသူတို့အလောက်ကန်တွေပေးထားတာပေါ့နော်သူတို့နဲ့ဘာလို့ဆိုတော့အဓိကအပြင်အလုပ်ရှင်နဲ့အလုပ်သမားမှာလည်း language ကတော်တော်ပြဿနာဖြစ်နေတော့ကျွန်တော်တို့တခြားအလုပ်တွေရှာဖို့တအားခက်ပါတယ်ဒီမှာဘယ်လိုလူမျိုးတွေပဲနေလို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ teaching job တွေပေါ်ပါတယ် teaching job ဆိုတာသူကပြည်내နိုင်ငံကအရင်တုန်းကကျွန်တော်တို့ဒီသူတို့စီမှာအင်္ဂလိပ်စာကိုသူတို့ဟိုဒီကိုပေါ့နော်ကျောင်းသုံးနေမှာဒီနောက်ခါမသင်ခဲ့ရဘူးအခုနောက်ပိုင်းမှာအင်္ဂလိပ်စာတွေကိုထည့်သွင်းပြီးတော့တင်လာတယ်ပေါ့နော်တင်လိုက်ခါမှာသူတို့ခုနောက်ပိုင်းဖြစ်လာမဲ့ generation တွေဆိုလို့ရှိရင်တော့အင်္ဂလိပ်စာကောင်းလာတော့ပဲပေါ့နော်ယင်ကလူတွေကတော့လုံးဝအင်္ဂလိပ်စာအဆင်မပြေပါဘူးအဲ့ဒါကြောင့်သူကနောက်ပိုင်းမှာဖြစ်လာဆိုခုနောက်ပိုင်းမှာသူအင်္ဂလိပ်စာဆရာတွေပေါ့နော် teaching job လုပ်တွေအားပေါ်ပါတယ် teaching job ဒီအပြင်သူတို့ဖြင့်အင်္ဂလိပ်စာဆရာတွေပေါ့တခြား language တွေတခြားဟာတွေတော့ရှိပါသေးတယ်တို့တော့ညာလဲအများဆုံးပေါ်လာတော့အင်္ဂလိပ်စာ teacher တွေပေါ့နော်ဒါပေမဲ့အင်္ဂလိပ် teacher မှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုကအင်္ဂလိပ်စာကိုတော်တော်လေး skill ကောင်းလို့ English teaching job ကိုလာရှာမယ်ဆိုတော့ try ကြည့်တော့ရတယ်ဒါပေမဲ့ကျွန်တော်ဒီဘယ်သူတွေနဲ့ပြိုင်ပြီးတိုးရမယ်ဆိုကျွန်တော်တို့ Philippines တွေတို့ English အားကောင်းတဲ့ Philippines တွေတို့တခြားအဖြူတွေနဲ့ပြိုင်ပြီးတိုးရမယ်ကိုကတော့ scope မှာ perfect skill ကိုပြေးသွားရဆိုလို့ရှိရင်တော့ teaching job တွေကို apply လုပ်လို့ရတယ်နောက်ထပ်အလုပ်တစ်ခုကကျတော့ကျွန်တော်တို့ဘာပေါ်လဲဆိုလို့ရှိရင် ID နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကID remote လုပ်နေလို့ရတယ်ကျွန်တော်တို့ဟို developer သမားတွေပေါ့နော် programmer တွေ developer တွေဒီလိုလုပ်နေတာပေါ်ပါတယ်ဒီလိုလုပ်တွေလည်းခေါ်တယ်ဒီလိုလုပ်တွေမှာကျတော့ language barrier တွေကကျအရင်ဟိုကြီးမားပြဿနာမရှိတော့ဒီလိုလုပ်တွေမှာပေါ်ပါတယ် ID နဲ့ပတ်သက်တဲ့အဲ့လိုလုပ်တွေပေါ်တယ်တခြား ID အလုပ်တွေကတော့တော်တော်လေးရှားပါတယ်ဒါပေမဲ့လည်းတခုရှိတာဟာတယောက်တစ်ယောက်ကုသကံတော့မတူဘူးပေါ့ဗျာကိုကတော့ကိုယ့်ရဲ့ကုသကံတအားကောင်းနေတော့ကိုရှောက်ကြည့်လိုက်လို့ဒီ ID လုပ်တွေတခြားလုပ်တွေမှာရာကောင်းနဲ့ရနိုင်တယ်သို့တော်ညာလည်းတော်တော်လေးတော့ chance တော့နည်းပါတယ်ကို try ကြည့်ချင်တော့ try လို့ရပါတယ်အဲ့ဒါကြောင့်မို့ဒီမှာအများအဖြစ်နိုင်ငံခြားသားတွေဆိုလို့ရှိရင် teaching job လုပ်တာတွေဒီ ID developer မဟုတ်ဘူးဆိုတခြားတဲ့ဟာတွေကတော့ remote worker တွေပဲလာနေကြပါတယ် remote worker တွေဆိုတာကိုယ့်ရဲ့အလုပ်က remote အလုပ်ရှိမယ်တခြားနိုင်ငံအလုပ်ရှိမယ်ပြီးတော့ရှင်တခြားဒီ digital nomad ပေါ့ဗျာသူပြင်အလုပ်သမားတွေပေါ့ဒီဇိုင်နာတွေဘာညာအလုပ်ကတခြားနိုင်ငံကအလုပ်တွေဒါပေမဲ့ဒီမှာ easy နေပြီးတော့လာလုပ်ကြတယ်။ဘာကြောင့်လာလုပ်ကြလဲဆိုလို့ရှိရင် BNN နိုင်ငံကစားစရိတ်ဒီတောက်စစ်တခြားစရိတ်တွေတော်တော်လေးတက်တာပါတယ်။နေစိတ်ကတော့ဘန်ကောက်နဲ့မတိမ်မိတ်ပါကျွန်တော်ပြီးပါလို့ရှိရင်ဒီနေစည်းနဲ့ပတ်သက်ပြီးနေရမယ့်နေရာတွေနဲ့ပတ်သက်ပြီးတော့ဒီ BNN နိုင်ငံနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုအခန်းတွေရှာမယ်ပါညာလဲဆိုတဲ့ဟာကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ဒီအလုပ်ကြောင့်နဲ့ပတ်သက်ပြီးပြောနေတဲ့ကြောင့်မို့ဒီပေါ့နော်ဒီအလုပ်နဲ့ကန်နဲ့ပတ်သက်လို့ရှိလို့ရှိရင်တော့ remote worker နဲ့ developer ဆိုရင်တော့လာခဲ့ပါကိုပိုင်တခြားအလုပ်တွေတစ်ခုရှိနေတယ် online အလုပ်ရှိနေဆိုလို့ရှိရင်ဒီမှာလာနေလို့ရပါတယ်နံပါတ်1ချက်ကတော့သူကဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာvisa တအားလွယ်တယ်visa လွယ်တယ်ဆိုတော့ဟာကျတော့ကျွန်တော်တို့က3လ visa ပေါ့နော်3လ visa လို့3လတစ်ခါတော့သူတက်တန်းတိုးရတယ်3လရက်60အများနဲ့ရတယ်ရက်60ကိုချက်တလောက်တိုးလို့ရတယ်ဒီမှာဘာမှပြဿနာမရှာဘူးပြီးရင်လေစိတ်ဝင်မှာဆိုလို့ရှိရင်လည်းတခြားနိုင်ငံတွေလို့ထိုင်းလို့ဘာလို့လို့မျိုးအပြန်လက်မှတ်ပါလားမင်းဘယ်မှာနေမှာလဲ hotel booking ပါတာရှိုးမလေးဘယ်တော့ပါတာဘာမှမမေးဘူးသူကဒီမှာ easy ပဲလက်မှတ်လေးဝယ်လာပြီးဝင်လာရုံပဲမင်းမအပြန်လက်မှတ်ပါတာဘာညာဘယ်မှာနေမှာဘာခုမှမမေးဘူးပြီးတော့ရှင်လေနောက်တစ်ခါကျွန်တော်တို့ visa တက်တန်းလုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ agent အပ်လိုက်ပြီးတော့ကျွန်တော်နေချင်းပြန်တက်တန်းတိုးလို့ရတယ်ဒီ border မှာ border ထွက်ပြီးတော့နောက်တော့4နိုင်လောက်ဆောင်ပြီး border ပြန်ဝင်လာပြီးတော့ကျွန်တော်နေချင်းပြန်တိုးလို့ပြီးတော့တိုးလို့ရတယ်အဲ့ဒါလည်းရက်ပေါင်း60ရတယ်ဗီဇာကြေးကတော့သူက 3.2 million လောက်ကျတယ်မောင်နဲ့ဆို9သိန်းလောက်ပေါ့နော်အဲ့ဒါတအားစင်ပြီးတော့ဒီမှာဆိုလို့ရှိရင် long term နေမဲ့လူတွေတော်တော်များများဒီမှာနေထိုင်ကြတယ်ပေါ့နော်နေထိုင်ကြဆိုအဓိကဗီဇာအဆင်ပြေလို့
အခုဆိုရင်ကျွန်တော်ပြောပြတဲ့အလောက်ကန်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဗီယက်နမ်နိုင်ငံမှာလာနေဖို့စဉ်းစားတယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးရှိလဲဆိုတော့သိသွားမယ်လို့ထင်ပါတယ်တိချက်အနေနဲ့တခြားအလောက်ကန်တွေရှာဖို့တဲ့ဆိုတော့တောင်းတော့မလာပါနဲ့ဘာလို့ဒီမှာအလောက်ကန်ရဖို့တော့ကတော့အရန်မလွယ်ပါဘူးကိုပါ remote job ရှိမယ်အေးစစ်နေမယ်ရေရှည်နေမယ်ကျင်တယ်ဆိုလို့ရှိရင်တော့လာခဲ့ပါပြီးသွားလို့ရှိရင်နောက်တစ်ခါကြာလို့ရှိရင်ကျွန်တော်တို့ဒီမှာteaching job တွေပါရှာချင်တယ်ဆိုလို့ရှိရင်တော့ရှာခဲ့လို့ရပါတယ်တကွာ developer ဖြစ်နေဆိုလို့ရှိရင်လာလို့ရပါတယ်တခြား Urinal worker တွေကတော့ဒီမှာမရှိသလောက်ရှာပါပါတယ် okay ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြပေးတဲ့ဒီနိုင်ငံမှာအလုပ်ကိုင်ရင်ဘယ်လိုဘာတွေရှိလဲဘယ်လိုမျိုးရှာမလဲဆိုတဲ့ဟာလေးကိုမိတ်ဆွေတို့နားလည်နေမယ်လို့ထင်ပါတယ်ကိုကဗီယက်နမ်နိုင်ငံမှာလာပြီးတော့အခြေချဖို့စဉ်းစားတယ်ဆိုလို့ရှိရင်တော့ဒီချက်လေးတွေကိုမိတ်ဆွေတို့စဉ်းစားပြီးမှလာတင်ပါကြောင်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာလည်းမိတ်ဆွေတို့နဲ့ပြန်ပြီးဆုံးမအောင်မယ်ကျွန်တော်ပြပေးတဲ့အကြောင်းအရာလေးတွေကြိုက်နေတဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို YouTube နဲ့ကျွန်တော် TikTok channel ကို like and subscribe follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကျေးဇူးများတင်ပါတယ်